AR တိုင်းဒေသကြီးပန်းတန်တော်မြို့နယ်မိသက်ဦးစီးဌာနကပန်းတန်တော်မြို့ပေါ်ရက်ကွက်များရှိမြို့နယ်စီပင်သားရေးအဖွဲ့ပိုင်းဈေးများမီလန်မှုများဖြစ်ပွားပေါ်ပေါက်ခြင်းမရှိစေရေးအတွက်ဒီကနေ့မနက်ပိုင်းကကွင်းစင်းဆောင်ရွက်ပါတယ်။အဲဒီလိုဆောင်ရွက်ရမှာမြို့မှာဈေးပန်းတန်သားဈေးနဲ့စိတ်ကန်းသားဈေးများကိုမိဘလုံခြုံရေးစစ်ဆေးအကြံပြုခြင်းရရရှိနိုင်တဲ့နေရာများအသင့်အသုံးပြုနိုင်မှုရှိမရှိစစ်ဆေးခြင်းမင်းကြီးတဲ့ပစ္စည်းကိရိယာများစစ်ဆေးခြင်းဈေးအတွင်းမိသုံးဆဲမှုများစစ်ဆေးအကြံပေးခြင်းများနဲ့မြို့ပေါ်ရက်ကွက်များရှိမိသက်ရေလောင်ကန်များအသင့်အသုံးပြုနိုင်မှုရှိမရှိစစ်ဆေးခြင်းနဲ့မီးရေလောင်ကန်များရေပြည့်တင်းခြင်းများကိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးနိုင်ဝင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မင်းတန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမင်းကျင်စံမြို့နယ်စီပင်သားရေးအဖွဲ့မှအမှုဆောင်ရရှိဦးကျော်စွာလင်းဦးဆောင်ပြီးဝန်ထမ်းများမြို့နယ်မိသက်ဦးစီးမှုဦးမောင်ဦးဆောင်ပြီးတန်နေမိသက်တပ်ဖွဲ့ဝင်များအရန်မိသက်တပ်ဖွဲ့ဝင်များမြို့နယ်ရဲတပ်ဖွဲ့မှုမြို့နယ်လက်စစ်တအားဖြန့်ဖြူးရေးလုပ်ငန်းမှာမြို့နယ်လက်စစ်အင်ဂျင်နီယာနဲ့ဝန်ထမ်းများနဲ့ဈေးကောင်တီဝင်များပူးပေါင်းပြီးဆောင်ရွက်ကြပါတယ်။ပန်းတတော်မြို့နယ်မိသက်ဦးစီးဌာနအနေနဲ့မြို့နယ်အတွင်းရှိဖုံးတော်ကြီးကျောင်းများတသနိကအဆောက်အဦများစာသင်ကျောင်းများ73တီအယောင်ဆိုင်များဓာတ်မြေရောစာအယောင်ဆိုင်များစားတောက်ဆိုင်များဈေးများတအိမ်တဆင်မိဘလုံခြုံရေးစစ်ဆေးခြင်းများနဲ့မိသတိပေးဆောင်ရွက်ခြင်းများအရှင်ဟုံမပြတ်ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါရခင်ဗျာ။